ဆိုရင်ကျွန်တော်ကနေပြီးတော့ကျွန်တော်အိတ်ကိုမေလ25ရက်နေ့မှာ MTC MDF ကနေပြီးတော့ကျွန်တော်အိတ်ကိုချိတ်ပိတ်သိရှိလိုက်တဲ့ကိစ္စကိုကျွန်တော်ဒီကနေပြီးတော့အနည်းငယ်ပြောချင်တယ် MTC MDF ကနေပြီးတော့ကျွန်တော်အိတ်ကိုသိရှိချိတ်ပိတ်လိုက်ရတာဘာကြောက်လဲဆိုတာကျွန်တော်လည်းနားမလည်ဘူးနော်ရှင်းပြောရရင်ဘာကြောက်ကျွန်တော်အိတ်ကိုတိတ်တယ်လဲချိတ်ပိတ်တယ်လေရောက်စားတယ်လေပေါ့နော်ကျွန်တော်လည်းနားမလည်ဘူးပြီးတော့သူတို့ကဒီကျွန်တော်ချိတ်ပိတ်လိုက်တာမေလ25ရက်နေ့မှာပဲကျွန်တော်ပီတူရီစီကနေပြီးတော့နော်တစီကြရတယ်အဲ့တော့တကယ်လို့ကျွန်တော်ကတာစစ်ခွေးဖြစ်လိုက်ရင်တော့သူတို့ကတိတ်မှာပေါ့ဒါကတော့ပြီးတော့နောက်ထပ်ပြောချင်တာတစ်ခုကဟို2021အာနာတိတ်ကလေးကနေလိုင်လင်းပြည်မှာစစ်ခွေးရှိတယ်လေနော်ဒါစကားလည်းရှိတယ်ဒါနဲ့ကျွန်တော်အေကိုအခုလိုချိတ်ပိတ်တယ်တိတ်စီရောက်စားလိုက်တယ်ဆိုတာကကျွန်တော်ဒီနေ့အထိပေါ့နော်တိတ်ပြီးတဲ့နောက်အထိပေါ့မရှိခဲ့ဘူးပြီးတော့သူတို့ကနေပြီးတော့ကျွန်တော်အေကိုအခုလိုတိတ်စီတယ်ချိတ်ပိတ်တယ်ရောက်စားလိုက်တယ်ဆိုတာကတော့ကျွန်တော်တို့ CDF မရာကိုရာတူလို့မြင်တဲ့အတွက်ကြောင့်နော်တိတ်စီလိုက်တာပဲဖြစ်မယ်လို့ကျွန်တော်ကယူဆတာပေါ့နော်ဘာကြောက်လဲဆိုတာကျွန်တော်လည်းဘာကြောက်တိတ်တယ်လဲဘာကြောက်ချိတ်ပိတ်လိုက်တယ်လဲဆိုတာသူတို့ကလည်းမပြောလိုက်တဲ့အခါကျတော့ကျွန်တော်ကဘာကြောက်ကျွန်တော်အေကိုဒီလိုတိတ်ရတယ်လဲဆိုတာမပြောနိုင်ဘူးဆိုလိုချင်တာကကျွန်တော်တို့ကိုရန်သူလို့တတ်မှတ်ပြီးတော့ကျွန်တော်အေကိုတိတ်စီလိုက်တာပဲဖြစ်မယ်လို့နော်အဲ့လိုပဲကျွန်တော်ကပြောချင်တယ်ပြီးတော့နောက်တစ်ခုကဒီ2020အာနာတိတ်ပြီးနောက်မှာဒေါ်လာရဲ့လက်နက်ကင်အစုဖွဲ့အများကြီးပဲနော်ဒီတိုင်းဒါလက်နက်ကင်တွေ BDF CDF ဆိုပြီးတော့ခေါင်းဆောင်တွေကလည်းအများကြီးပဲနော်ဒီနေ့အထိစစ်ကောင်စီဖက်ကနဲ့ဒေါ်လာရေးခေါင်းဆောင်မြရဲ့OA များကိုထိတ်ပိတ်သိရှိလိုက်တယ်ဆိုတာဒီနေ့အထိကျွန်တော်တို့ဘာတစ်ခုမှမကြရသေးဘူးဆိုတော့ MTC MDFD ရဲ့လုပ်ရက်ကနော်အာနာယူစစ်ကောင်စီထက်အာနာယူနေပြီလို့နော်အဲ့လိုပဲကျွန်တော်ကမြင်တယ်ဆိုတော့ကျွန်တော်အေကိုဘာကြောက်တိတ်တယ်လဲဘာကြောက်ချိတ်ပိတ်လိုက်တယ်လဲဆိုတာကျွန်တော်လည်းမတီးဘူးပြောချင်တာကသူတို့ဖက်ကနဲ့ CNL CDF မလားပူပေါပြီးတော့လိုင်လေးပြည်စကားကို2023နိုဝင်ဘာလလောက်မှာတိတ်စီလိုက်တော့အဲ့ဒါကိုမကျေနပ်လို့ကျွန်တော်အေကိုပြပြီးတော့ချိတ်ပိတ်တယ်တိတ်စီလိုက်တယ်ဆိုတာလားတော့နော်အဲ့လိုလဲတခုကျွန်တော်မြင်တယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဘာကြောင့်ကျွန်တော်အေကိုခုလိုသိစီရတာလဲထိပ်ပေးရတာလဲဆိုတာကျွန်တော်ခုနပြောပြီးပြီကျွန်တော်လည်းသဘောမပေါက်ဘူးလို့တော့ခုနပြောပြီးပြီဒါပေမဲ့သူတို့ဖက်ကနဲ့တခုဆွတ်ဆွဲတာရှိတာကပါလဲဆိုလို့ရှိရင်သူကပဲလိုင်လင်းပြည်မြို့ခါတွေကိုစီယိုလို့အခုလိုငါတို့ကိုထောက်ခံမှုမရတာအဲ့လိုမျိုးဆွတ်ဆက်ချက်တွေပါတယ်သူတို့ကလည်းဒီမှာခုလက်ရှိနဲ့ရှိနေတယ်လေရှိနေပေမဲ့လိုင်လင်းပြီးရွာခါတွေကသူတို့ကိုမထောက်ခါဘူးအဲ့ဒီကိစ္စမှာကျွန်တော်ကိုဆွတ်ဆွဲပြီးတော့သူကစီယိုလို့အခုလိုငါတို့ကိုထောက်ခံမှုမရတာဆိုတဲ့ဆွတ်ဆွဲချက်တစ်ခုလည်းပါတယ်ပြီးတော့ကျွန်တော်လိုင်လင်းပြီးမြို့သူမြို့သားတွေက2021ကလေးကနဲ့ရှိပေးရှောင်လာတဲ့ဒီရောင်းလေးတို့လကီတို့ဘောနော်ချပီတို့ဘောအဲ့မှာစုစုပေါင်းဆိုလို့ရှိရင်တော့ဟိုးစာလောက်ရှိတာပေါ့အချိန်နဲ့ဆိုရင်140လောက်ရှိတာပေါ့နော်ဝက်ကြီးလောက်ရှိတယ်အဲ့ဒါကိုဒီသူတို့ AA နဲ့ MDF လိုင်လေးပြင်မှာတဲလာတော့ပြန်လာဖို့ကိုနော်သူတို့ဒီအုတ်ချိုးကြီးတွေကနဲ့နော်
ပြောခိုင်းတာပေါ့ခေါ်ခိုင်းတာပေါ့အဲ့ဒါလည်းပဲဒီစီဘေးရှောင်းဒီမီဇိုရမ်မှာရှိတဲ့ဒီလိုင်လင်းပြည်သူပြည်သားတွေကကြားမသွားကြဘူးအဲ့ကိစ္စမှာလဲ तू ကဟိုမှာရှိလို့ तू ကကျွန်တော်တို့အကြောက်ကိုလေညာပြောပြီးတော့နော်လေညာပြောပြီးတော့ तू ကစီယိုလို့သူတို့လည်းနေရရွာကိုပြန်မလာချင်တယ်ပြန်မလာချင်တာဆိုတော့ဆွဆွချဲတွေလည်းနှစ်ခုရှိတယ်အဲ့ဒါကိုလည်းကျွန်တော်ကကြားတာပေါ့နော်တစ်စစ်ကြားတာပေါ့အဲ့ဆွဆွချဲတွေလည်းပါပါတယ်ပြီးတော့ဘာပဲဖြစ်ဖြစ်ပေါ့ကျွန်တော်ကသူတို့လိန်ညာပြီးတော့သူတို့အကြောက်ကိုကျွန်တော်ကမပြော့ပါဘူးဒါတကယ်ရှင်းရှင်းပြောရင်တော့မပြော့ပါဘူးကျွန်တော်ပြောတာတခုကဘာပြောတယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ MDF ဒီ CDF မှာကောင်စီရဲ့ကျွန်တော်တို့ policy ပေါ့နော် policy ကိုကျွန်တော်တာဝန်ရှိတယ်လို့နော်ကျွန်တော်တို့ပြည်သူတွေကိုချက်ပြပေးတယ်နားလည်အောင်ပြောပြတာသူတို့ policy ကကျွန်တော်ကမသိဘူးကျွန်တော်တိတလောက်ကတော့ရခိုင်နိုင်ငံရရှိရေးပြီးတော့မရာပြည်နယ်ရရှိရေးပေါ့နော်အဲ့ဒါနှစ်ခုအဲ့ဒါကျွန်တော်နားထရနဲ့ကြားရတာအဲ့ဒီကိစ္စကိုဒီကျွန်တော်တို့ပြည်သူပြည်သားတွေစီကိုအဲ့ဒါကတော့ပြောစရာတောင်မလိုဘူးသူတို့ကတိပိတာဖြစ်နေပြီအဲ့ဒါကြောင့်လည်းမထောက်ခါတာတခုပါတယ်ပြီးတော့ကျွန်တော်ကရိုးလေးပဲဘာပဲဖြစ်ကျွန်တော်တို့လှိုင်းလုပ်တယ်ကျွန်တော်တို့မရာအခွင့်အရေးချင်းပြီးတပီလုံးပြီးတော့ဒီမြန်မာပြည်တပီလုံးလွတ်မြောက်နိုင်ရဲ့အတွက်ပေါ့နော်ကျွန်တော်တို့ကလှိုင်းလုပ်နေတယ်လုံနေတဲ့အကြောင်းရင်းကိုကျွန်တော်ကဒီကျွန်တော်တို့ပြည်သူတွေစီမှာကျွန်တော်တို့ policy ကဒီလိုဖြစ်တယ်ကျွန်တော်တို့ကချင်းပြည်နယ်မှာရှိတဲ့မရာလူမျိုးတွေရှိတယ်ကျွန်တော်တို့ကလည်းတန်းတူအခွင့်အရေးနဲ့တွားမယ်ပေါ့နော်ကျွန်တော်တို့ကလည်းဒီချင်းပြည်နယ်မှာလူမျိုးစုဆိုတော့လေလူမျိုးစုတွေရပ်တိရထိုင်းတဲ့အခွင့်အရေးကိုလည်းကျွန်တော်တို့ရယူမယ်ဆိုရင်မှကျွန်တော်တို့ပြည်သူတွေကိုစီးရုပ်တယ်ပြောတယ်ဒါမဲ့သူတို့အကြောက်ကိုလင်ညာပြီးတော့ပြောတာတခုမှမရှိဘူးအဲ့ဒီကိစ္စမှာလည်းသူတို့ကဆွဆွတာခုနပြောတဲ့ဟာပေါ့နော်အဲ့ကိစ္စမှာလည်းတစ်ခုရှိတာပေါ့ဟုတ်အာရကအစိုးရကဒီရခိုင်ပြည်အစိုးရကဟိုစားခရိုင်ရှိခုအဖြစ်ဟိုနေ့ကတတ်မှတ်လိုက်တာကျွန်တော်တွေ့ရတယ်အဲ့ဒီမှာပလဲဝါမြို့နယ်ကလည်းခရိုင်တစ်ခုအဖြစ်တတ်မှတ်ထားတာပေါ့နော်အဲ့ဒါကိုသူတို့ကရခိုင်ပြည်ရခိုင်အစိုးရထက်ကိုထက်တွေးလိုက်တယ်ကျွန်တော်တို့ချင်းပြည်နယ်ချင်းလဲမှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကလည်းဒီလူကြီးမင်းများတွေကလည်းတမိုင်းနဲ့ထောက်ပြပြီးတော့အများကြီးပြောခဲ့တာဖြစ်ပြီးဆိုတော့ဒီပလဲဝကိစ္စမှာကျွန်တော်တို့ကျွန်တော်တခုပြောချင်တာကကျွန်တော်တို့ချင်းပြည်နယ်ပလဲဝမြို့ဒီဘယ်တော့အခါမှရခိုင်ပြည်နယ်မှာမရှိခဲ့ဘူးပါဘူးပြောချင်တယ်ပြီးတော့ပလဲဝမြို့နယ်မှာနေထိုင်တဲ့ဒေတာခါခူမီလူမျိုးစုတွေကလည်းပလဲဝမြို့ကိုရခိုင်ဆိုရထက်တွေးလိုက်ခြင်းကိုမလူလာကြောက်ထုတ်ပြချက်မှာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်တွေ့ရတယ်ဆိုတော့ပြောချင်တာကအဲ့ဒီပလဲဝမြို့နယ်ဒီမိန်လုံးမေရိုင်းမဟုတ်ဘူးပိုင်ရှိတယ်နော်ပိုင်ရှိတယ်ပြောချင်တာကဥပမာတယောက်ကပစ္စည်းဥစ္စာတစ်ခုခုကိုလိုအပ်လာပြီဆိုလို့ရှိရင်တော့ပိုင်ရှိကိုငှားရမယ်ပြီးတော့တောင်းရင်သွားတောက်ရမယ်နော်ဒီကိစ္စကိုနှစ်ဖက်နှိမ့်နှိုင်းပြီးတော့ပိုင်ရှိကပေးတယ်ဆိုရင်ယူဖို့မပိတ်ဘူးဆိုရင်မယူနဲ့ပေါ့နော်အဲ့လိုမျိုးဆိုတော့အခုကရခိုင်အစိုးရကသူ့ဟာသူဒီပလဲဝါမျိုးကိုလူယူပြီးတော့တိတ်ပိုက်ပြီးတော့အခုလိုခရိုင်တစ်ခုတတ်မှတာတော့ကျွန်တော်အနေနဲ့ကတော့လုံးဝမကောင်းဘူးလို့တော့ကျွန်တော်ဆိုချင်တယ်ပြီးတော့ဒီကျွန်တော်တို့မရာဒေတာကလည်းဒီပလဲဝါမြို့နယ်မှာတဝက်ရှိတယ်ပြီးတော့မတူပီမြို့နယ်မှာတဝက်ရှိတယ်ထာတာမြို့နယ်မှာတဝက်ရှိတယ်ကျွန်တော်တို့မရာဒီကဒီမြို့နယ်တုတ်ခုနဲ့ကျွန်တော်တို့ပိုက်ချထားတာရှိတယ်
ဆိုတော့ဒီရခိုင်အစိုးရကအခုလို့ပလဲဝမြုံနယ်ကိုခရိုင်တစ်ခုအဖြစ်တတ်မှတ်တာတော့ကျွန်တော်တို့မရာဒီကလည်းတော်တော်လေးကိုနိနာတာပေါ့ဘလို့နိနာတယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပလဲဝမြုံနယ်မှာကျွန်တော်တို့ပိုင်ထားတဲ့တောင်ကျောတစ်ခုကိုပါသွားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကလည်းနိနာတယ်ပြီးတော့တခြားကျွန်တော်တို့လိုလူမျိုးစုတွေကိုလည်းဒီလိုမျိုးနေနေဒီရခိုင်နယ်မှာထက်တူလိုက်တဲ့ဥစ္စာတွေပါသွားတဲ့ဥစ္စာတွေကိုလည်းရှိကောင်းရှိနိုင်လိမ့်မယ်ဆိုတော့အခုကျွန်တော်မရာကိစ္စနဲ့ပတ်သက်ပြီးတော့မင်းများတဲ့အခါမှာကျွန်တော်ပြောချင်တာကတော်တော်လေးကိုကျွန်တော်တို့လည်းနှိနာတယ်ကျွန်တော်တို့ဒီမရာနေမြေမှာတောင်ကျော6ခုနဲ့ကျွန်တော်တို့ဖွဲ့စည်းထားတယ်DAA အာရကရခိုင်ကဒီပလဲဝါမြို့ကိုလူယူပြီးတော့ခရိုင်တစ်ခုတတ်မှတ်လိုက်တဲ့အပေါ်မှာကျွန်တော်တို့ကဒီတောင်ကျောတစ်ခုကိုရခိုင်ပြည်နယ်ရခိုင်အစိုးရထက်မှာထက်တွေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုလည်းတော်တော်လေးနိနာတယ်လို့ပြောချင်တယ်ပြီးတော့ဒီကိစ္စမှာကျွန်တော်ပြောချင်တာကဘာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့မရာဒီကလည်းဒီနေမေကိစ္စကိုလူယူတဲ့အဖွဲ့အစည်းစီမှာပြယူဖို့နော်တာဝန်ရှိတယ်ချင်းတမျိုးသားတွေကလည်းဒီဖွဲ့စည်းလိုက်တဲ့အပေါ်မှာကျွန်တော်တို့ချင်းတမျိုးသားတွေကလည်းထိခိုက်တယ်ပေါ့နော်ထိခိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီတိုင်းကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ချင်းပြည်နယ်ပလဲဝါမြို့ကိုတော့ရှုရမှာပေါ့အဲ့ဒါကြောင့်ကျွန်တော်ကဒီအားလုံးကျွန်တော်တို့ချင်းပြည်သူပြည်သားတွေအားလုံးပုံမှာတာဝန်ရှိတယ်လို့တော့အဲ့လိုပဲကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့ဒီ MTC MDF ကမရနယ်တစ်ခုလုံးရွာတိုင်းမှာ45နှစ်အောက်စစ်မှုထရဆိုပြီးတော့တရွာကိုပဲ2ယောက်တတ်မှတာရှိတယ်နော်အတိစုဆောက်တာလေလာပိုင်းမှာပေါ့လေလာပိုင်းမှာစစ်မှုထဖို့ဆိုပြီးမှစုဆောက်တာရှိတယ်ဘယ်လိုစုဆောက်တယ်လဲဆိုလို့ရှိရင်တော့ဒီသူတို့ကနေပြီးတော့ direct မပြောဘဲနဲ့ကျွေးတေးရွာအုပ်ချုပ်မှုတွေကနေတစစ်ပေါ့နော်တစစ်သူတို့တတ်မှတ်တဲ့ဥယျာဉ်ကိုပြစ်အောင်အုပ်ချုပ်မှုတွေကိုခိုင်းတယ်ခိုက်တယ်လို့ကျွန်တော်တို့ကြားရတယ် MTC MDF တွေရဲ့ပြောဆိုချက်ကဘာပဲဖြစ်ဖြစ်ဒေတာတဲ့ရမယ်ဒါပီတူစီပဲပေါ့နော်ပီတူစီပဲစင်မှုမထခိုင်ဘူးစင်မှုမထခိုင်ဘူးလို့ပြောတယ်ကြေးရွာအုပ်ချုပ်မှုတွေကလည်းညီလို့မရတော့တဲ့အတွက်ကြောင့်တတ်မှတ်တဲ့ဥယျာဉ်ပြအောင်ပေါ့နော်တတ်မှတ်တဲ့ဥယျာဉ်ပြအောင်လုပ်ပေးတယ်လို့ကျွန်တော်တို့ကြားရတယ်ဆိုတော့တေတာဆင်းလာတော့အိတ်ထောက်တဲ့တွေအသက်ကြီးသူတွေကိုတော့တခါတည်းသူတို့ပြောတယ်လို့ပေါ့လှုပ်ပိတ်လိုက်တယ်လှုပ်ပိတ်လိုက်တယ်ပြီးတော့ကြံတဲ့ဒီလူငယ်ပိုင်းပေါ့နော်ကြံတဲ့လူငယ်ပိုင်း25နှစ်အောက်တွေကြတော့စီမှုထားခိုင်းတော့တာပေါ့အဲ့ဒီကိစ္စမှာပဲမိဘပြည်သူတွေနဲ့ MDF အကြားပြဿနာတွေတက်နေတာပြဿနာတွေတက်တယ်မိဘဖက်ကနေလေတိတပြည့်ရင်ငါတို့တာသမီကိုပြန်လှုပ်ပေးရမယ်ဒါမိတို့ဂတိပဲလို့နော်ဒါအတိလာတောင်းတော့တာပေါ့လိုင်းလေးပြည်အထီကိုနော်အတင်းလာတောင်းတော့တာပေါ့သူတို့ဖက်ကနေလေပြန်လှုပ်ပေးလိုက်ရင်သူတို့ကမကြံတော့ဘူးလေမရှိတော့ဘူးလူကမရှိတော့ဘူးအဲ့ခါကျတော့ဒီလိုပြဿနာတွေကိုသူတို့ဒီပြည်သူနဲ့ MTC MDF အကြားသူတို့ကပြဿနာတွေတက်ခဲ့တာပေါ့နော်အဲ့လိုပဲအဲ့ဒီတာကိစ္စကတော့ပြီးတော့ဒီအကုန်လုံးကသူတို့ MTC MDF ကလည်းဒီသူတို့ကစစ်မှုထားခိုင်းမှာမဟုတ်ဘူးဒီတိတတက်တာကပြည်သူစစ်တဘောနဲ့ပဲတက်ခိုင်းတယ်လို့သူတို့ကအစပြောတဲ့အခါကျတော့သူတို့ဖက်ကလည်းမပိတ်လို့မရဘူးလေအဲ့ခါကျတော့ပေးတော့တာပေါ့အဲ့ချိန်ကျတော့ဒီလူဟောင်းတွေနဲ့သူတို့ကစကားလဲမပြင်လေတော့ဘူးစကားလဲနည်းနည်းကွိုက်တက်တာပေါ့နော်ပြောမယ်ဆိုကွိုက်တက်တာပေါ့ဘာဖြစ်လို့လဲဆိုတော့တင်တာခေါ်တယ်
တိဒခွန်တဲ့တိဒစိပိတာနဲ့လှုပ်ပိလိုက်တာပါအတိတ်ပဲရှိတယ်လေပေါ့နော်အဲ့ဒါလူဟောင်းတွေကသူတို့ခေါင်းဆောင်ပိုင်းတွေကိုပြော့ပြတယ်ပြီးတော့ပြည်သူနဲ့လည်းပြဿနာသူတို့လူကြီးပိုင်းနဲ့ဒီစစ်သားအဟောင်းတွေအကြမှာလည်းသူတို့ကပြဿနာတဲ့တယ်လို့နော်အဲ့လိုပဲကျွန်တော်တို့ကသိရတယ်ပြီးတော့ဒီတိဒတဲ့အချိန်မှာသူတို့အတိကပြောတာကတော့ဥစားပေါ့သူတို့လက်ချပေါ့နော်အတိကပြောတာကတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မရာနေမီမှာဘသူမှလက်နဲ့ကင်ဝေလို့မရအောင် CDF မရာကိုလည်းပြစ်မယ် CNA ကိုလည်းပြစ်မယ်ဝေလို့မရအောင်ကျွန်တော်တို့ကဒီ AA နဲ့ဟိုဟာမရာနေမီကိုထိတ်ချုပ်မယ်ပြီးတော့လိုအပ်ရင်ပလဲဝကိုလည်းပေါ့နော်ပလဲဝကိုလည်းပြစ်မယ်ပလဲဝကဒီနေမီမရှိဘူးပေါ့နော်ပလဲဝနေမီမရှိဘူးရခိုင်နဲ့ကျွန်တော်တို့ကနေမီဟိုးစာရှိတယ်ပေါ့နော်အဲ့ဒါကြောင့်သူတို့ကိုလည်းပြစ်မယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီတော်လှန်ရေးဒီတိတတဲ့ရွယ်ချက်ကကျွန်တော်တို့ရခိုင်နိုင်ငံကိုထူထောင်မယ်ပြီးရင်ကျွန်တော်တို့ကဒီရခိုင်နိုင်ငံလွတ်လပ်ရေးရပြီးရခိုင်နိုင်ငံရပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့မရာဒီကဘီနယ်တစ်ခုနဲ့ပဲမရာလူမျိုးတွေကစုစည်းမယ်ဆိုပြီးတော့အဲ့လက်ချက်မှာသူတို့တည်သားသားတွေရှင်မှာအဓိကပြောရတာတွေ့ရတယ်ပြီးတော့ဒီတမဟာတုတ်ကအေကတမဟာမူကတည်သားသားတွေရှင်မှာနောက်ဆုံးရက်နေမှာပေါ့နော်သူကနေပြီးတော့လဲလာပြီးတော့မှားတာပေါ့မှားကြတာပေါ့စကားကိုသူကဘယ်လိုပြောတယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီရခိုင်နဲ့မရာဒီကအတူတူပဲရခိုင်ပြည်မှာတိုက်ရှာတွေတိုက်မယ်ပြီးတော့ဒီမရာနေမီမှာလည်းတိုက်ရှာတွေရှိတိုက်မယ်အတူတကွပေါ့နော်အတူတကွကျွန်တော်တို့ကတိုက်ပွဲဝင်မယ်အဲ့ဒါကျွန်တော်တို့တိုက်ပြည်နဲ့လူမျိုးအတွက်ပေါ့နော်အဲ့ဒါကျွန်တော်တို့ရခိုင်နဲ့မရာနဲ့ဒီနေမီကိုမခွဲခြားဘူးဘာပဲဖြစ်ဖြစ်ကျွန်တော်ရခိုင်နေမီမရာနေမီမခွဲခြားဘဲနဲ့အတူတကွကာကွယ်မယ်ပြီးတော့လှုပ်ရှားရလုပ်မယ်ဆိုရင်တော့သူတို့ဒီတတားရရှိမှာဒီလူကြီးပေါ့နော်နောက်ဆုံးမှာကြတာလေကဝန်ဟယ်ဒင်းနီချွန်အိုင်ရမ်နာ CDF မရာနီရမ်အန်ဒူလောတီယာကန်တီအမ္မာနီဟင်ရမ်နာအန်ဒူလောတီမီကောင်ဟေပက်လိုင်းအဒေါနာကန်နီတုံလျောအဒေါနာကန်နီတုံလျောအေဘတ်ချာမီပိုခါကေမနီကဝန်ဟလာမဟေနမ်ဘတ်ချာမီအစီမောဇေရောအထထလနီနန်တီထလနီအေချချွာလိုက်နန်တီအန်တီအတူတီအချွာလောဇေရောန်ဒချွာလောတီမီဒီခါကဝန်ဟလာမောဒီကျွန်တော်တို့ဒီ MTC နဲ့ MDF ကြားMTC နဲ့ CDF ကြားပေါ့နော်ငိချရင်ဒီပါတာရေးခေါင်းဆောင်တွေကနဲ့လုတ်ပိတ်တယ်ဟိုသုံးကြိမ်လေးကြိမ်တိုက်ကျွန်တော်တို့တွေးဆွနေခဲ့တာလည်းရှိတာပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ကပထမတွေးဆုံတော့ကတော့သူတို့ဖက်ကလည်းဘာပြောတယ်လဲဆိုလို့ရှိရင်တော့ဘာပဲဖြစ်ဖြစ်တူချုံနဲ့ပြောလိုက်မယ်နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ MTC MDFTC ကိုလာပြီးတော့လာပူပေါက်ပါလို့နော်သူတို့ကတော့ပြောတယ်ပြီးတော့ကျွန်တော်တို့ဖက်ကလည်းဘာပဲဖြစ်ဖြစ်လာတော့မပေါက်နိုင်ဘူးဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီမရာအချင်းချင်းပဲနော်ကျွန်တော်တို့လုံနေတဲ့အလုပ်ကကျွန်တော်တို့ဒီအဖွဲ့အစည်းတွဲမဟုတ်ဘူးဘာပဲဖြစ်ဖြစ်ကျွန်တော်တို့လုံနေတဲ့အလုပ်ကပြည်သူအတွက်ကျွန်တော်တို့ပြည်သူအတွက်ငြိမ်းချမ်းရာလွတ်မြောက်ရာအတွက်ကျွန်တော်တို့လုံနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မတည့်တဲ့အခါကျတော့ဒီမရာနေမီတစ်ခုလုံးကိုဘယ်လိုပြောမလဲမငြိမ်းချမ်းနိုင်ဘူးပေါ့နော်မလွတ်လပ်နိုင်ဘူးအဲ့ဒါကြောင့်ဘာပဲဖြစ်ကျွန်တော်တို့ပေါင်းစည်းမယ်ပြန်လေပေါင်းစည်းရေးကိုကျွန်တော်တို့အကောင့်ထဲအောင်နှစ်ဦးနှစ်ဖွဲ့ဆွေးနွေးပြီးမှကျွန်တော်တို့လုပ်လိုက်မယ်ဆိုရင်မှကျွန်တော်တို့ဖက်ကနေပြောတာပေါ့ဒါနဲ့သူတို့ကသူတို့စီချုပ်ကဘာပြောတယ်လဲဆိုလို့ရှိရင်ဒါမလို့တော့ဘူးကျွန်တော်တို့ကမလို့တော့ဘူးအဲ့ဒါတွေခမရတို့နဲ့ကျွန်တော်တို့ကဟိုပြင်မယ်ပေါ့နော်ပြင်မယ်ပြီးတော့နိုင်တဲ့လူကမရနယ်ကိုအုပ်ချုပ်မယ်လို့သူတို့ဖက်ကနေလာပြောတယ်ကျွန်တော်တို့ကအဲ့ဒါတွေကိုလက်မခဘူးကျွန်တော်တို့အချစ်ပြတာတတ်တာကတော့မကောင်းဘူးပေါ့နော်မကောင်းဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ဒီနေချမ်းရလာကိုကျွန်တော်တို့ရှာဖို့လိုမယ်
ဆိုပြီးမှကျွန်တော်တို့ကပြောတယ်အဲ့ဒါကြောင့်သူတို့ဖက်ကနဲ့ကျွန်တော်တို့ငိတ်ချရင်ပြောတဲ့ကိစ္စကိုကျွန်တော်တို့ဖက်ကသူတို့ဖက်ကနဲ့လက်မခါတဲ့အတွက်ကြောင့်ငိတ်ချရကပြတ်သွားတာပေါ့နောက်တစ်ကြိမ်ဒီနောက်ဆုံးမှာဟိုစာကြခိတ်မှာကျွန်တော်တို့တွေ့ခဲ့တယ်တွေ့ခဲ့တော့ကလည်းဘာပဲဖြစ်ဖြစ်ဒီ peace committee ကနဲ့ကျွန်တော်တို့မရာအချစ်ချစ်ကိစ္စကိုကျွန်တော်တို့ပြန်လဲပေါက်ရှိရင်လူအလာပြီးအဲ့ဒီအခါမှာ CNA တို့ဒီတခြားလူမျိုးတွေပေါ့နော် AA တို့ပါနေတဲ့ရွေးကတော့ကျွန်တော်တို့ကိစ္စကိုပြောလို့မရဘူးအဲ့ဒါကြောင့်ခင်ဗျားတို့ CDF တွေကလည်း CNA ကိုမရာနေရနဲ့စုတ်ခိုက်ပါပြီးတော့ MTC MDF ကလည်းAA ကိုမရာနေရနဲ့စုတ်ခိုက်ပါအဲ့ဒီလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမရာရဲ့ငိချိုင်းကဟိုပါပေါ့ပေါင်းစည်းကကျွန်တော်တို့ပြောနိုင်မယ်ဆိုရင်မှကျွန်တော်တို့လည်းလက်ခံတာပေါ့လက်ခံလိုက်တဲ့အခါမှာသူတို့ဖက်ကလည်းအခက်အခဲရှိတယ်ကျွန်တော်တို့ဖက်ကအခက်အခဲမရှိဘူးကျွန်တော်တို့ကဒီမရောက်ခင်မှာကျွန်တော်တို့ဒီဝီတိုရီယာကိုတွားပြီးတော့ဟိုမှာရှိတဲ့လူကြီးတွေကိုကျွန်တော်တို့ငိချိုင်းလိုအပ်လာပြီဆိုတော့ဘာပဲဖြစ်ဖြစ်ကော်မတီကဆုတ်ဖြတ်ချက်အရာပေါ့နော်ကော်မတီကဆုတ်ဖြတ်ချက်အရာကျွန်တော်တို့ဖက်က CNA ကိုနောက်ဆုတ်ပိတ်ပါလို့တော့ကျွန်တော်တို့တောင်းဆိုထားတာရှိတယ်အဲ့ဒါဒီဟိုကလူကြီးတွေကလည်းဟုတ်ကဲ့ကျွန်တော်တို့ဒီခမရတို့မရာနေမီတခုတည်းမဟုတ်ဘူးချစ်ပင်နဲ့တခုလို့ကိုကျွန်တော်တို့ငိချိုင်းရေးရလိုရတယ်အချစ်ချစ်ပတ်တိုက်မှုပြစ်ခတ်တာတော့ကျွန်တော်တို့မလိုလားဘူးဆိုရင်မှစုပ်ပိတ်မယ်ဆိုရင်မှသူတို့လူကြီးတွေကလည်းဟိုကျွန်တော်တို့ကိုအခိုင်မှာပြောထားတယ်ပြီးတော့လာတော့သူတို့ကဘယ်လိုပြောပြီးလဲဆိုလို့ရှိရင်တော့အစားတော့ကတော့စုပ်ပိတ်မယ်ဒီ AA ကကျွန်တော်တို့လက်အောက်မှာပဲကျွန်တော်တို့ကဒီအခုချက်ချင်းစုပ်တော့ပါဆိုလို့ရှိရင်စုပ်မှာပဲခင်ဗျားတို့ကတာ CNA လက်အောက်မှာနေတယ်ဆိုရင်မှသူတို့ပြနဲ့ပြောတာရှိတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကလည်းပြောပြီးပေါ့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့ဒီလူကြီးနဲ့ဆွေးနွေးပြီးတိုင်ပြီးစုပ်ပိတ်မယ်လို့တော့ချက်ချီစုပ်ပိတ်မယ်လို့ကျွန်တော်တို့ကိုပြောထားတယ်ကျွန်တော်တို့ပြအစီပြေတယ် CNA ကစုပ်မှာပါလို့တော့ပြောတဲ့အခါမှာသူတို့ကဒီ AA ကိုAA ကိုစုပ်ဖို့ကသူတို့အတွက်အစင်မပြေတော့ဘူးနောက်စုပ်ကြတော့သူတို့နှစ်လအတွေ့ AA လဲစုပ်မယ် CNA လဲစုပ်မယ်လို့စုပ်ဖြတ်ချက်ချတဲ့အပေါ်မှာသူတို့ဖက်ကညှိပေတာပေါ့ကျွန်တော်တို့ကယာတူရှိလို့ AA ကိုခေါ်လာတာဘာဖြစ်လို့စုပ်ရမလဲမစုပ်နိုင်ဘူးပေါ့နော်အဲ့လိုပြောလိုက်တဲ့အချိန်မှာကျွန်တော်တို့ဖက်ကနဲ့လဲမေးတာပေါ့ကျွန်တော်တို့ဒီမရာနေမေမှာနိုင်လင်းပြည်မှာပဲစစ်စခရှိတယ်အဲ့ဒါကိုကျွန်တော်တို့ဒီ CNA ဥဆောင်ပြီးတော့နိုင်လင်းပြည်စခကိုကျွန်တော်တို့တိတ်လိုက်ပြီးမရှိတော့ဘူးမရှိတော့တဲ့အချိန်မှာခမရတို့ကဘသူကဒီမိတို့ရာသူကဘသူဖြစ်တယ်လဲပေါ့နော်အဲ့ဒါမေ့တယ်သူတို့ပြောတာကတော့ဒီကျွန်တော်တို့ရာသူကလောက်တူရှိတယ်ပြီးတော့ CNA ရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီ AA ကိုခေါ်လာတာအဲ့ဒါကြောင့်ကိုကျွန်တော်တို့ကမဆုတ်ခိုင်းဘူးဆုတ်ခိုင်းလို့ရှိ AA ကကျွန်တော်တို့ထက်အားလဲတာနဲ့လက်နဲ့ခဲအားလဲတာနာပေါ့နော်အဲ့ဒါကြောင့်ကို AA နဲ့မဟာမိတ်လောက်တာဆုတ်ခိုင်းလို့ရှိရင်တော့ကျွန်တော်တို့လှုပ်လိုက်တဲ့ဥစ္စာကတော့ဘာမှမဟုတ်တော့ဘူးနော်သူတို့ကအားချိတယ်အဲ့ဒါကြောင့်ပဲကျွန်တော်ဒီ AA ကိုခေါ်လာတာဆိုရင်မှဒီနှစ်လအတွင်း CNA စုံမယ် AA စုံမယ်ဆိုတဲ့ကိစ္စမှာသူတို့ဖက်ကလည်းဟိုတဘောတူညီချက်မရနိုင်ဘူးအဲ့ဒါကြောင့်အခုချိန်ထိပေါ့နော်ဒီမိချရင်ကိစ္စကိုမပြောနိုင်တော့တာဒီအခုချိန်ထိပေါ့ဒီ၄လ၅လရှိပြီအခုချိန်ထိဒီpeace committee ကနေပြီးတော့ဒီမိချကိစ္စကိုပြပြောမယ်ဘာညာပေါ့အဲ့ဒါတွေမရှိတော့ဘူးသူတို့သဘောထားဘယ်လိုဖြစ်တယ်လဲဆိုတာတော့ကျွန်တော်လည်းဒီကနေ့အဆက်တွေလည်းမရတဲ့အခါကျတော့เนาะကျွန်တော်လည်းမပြောတတ်တော့ဘူးအဲ့ဒါကြောင့်ဟုတ်ကဲ့အခုသူတို့ပြောတာကတော့ CDF မှာကမရှိတော့ဘူးเนาะမရှိတော့ဘူးလို့သူတို့ကအမြဲတမ်းဟိုပြောခဲ့တာကျွန်တော်တို့တွေ့ရတယ်ကျ
ကျွန်တော်တို့ပြောချင်တာက CDF မရာကရှိတယ်အခိုင်အမာရှိတယ်လို့နော်ဤအနေနဲ့များတယ်ဆိုတာတော့မဆိုင်ပါဘူးရှိတယ်ကျွန်တော်တို့ဒီမရာနေမီမှာခုနပြောတယ်လို့ပေါ့တောင်ကျော6ခုရှိတယ်ဒီတောင်ကျော6ခုစလို့ကိုသူတို့အေကိုခေါ်လာပြီးတော့အကုန်လုံးကသူတို့ကဟိုလက်ဥထားတာပေါ့နော်လက်ဥထားတယ်ကျွန်တော်တို့အခုလက်ရှိနေတာကဒီစော်မိတ်တောင်ကျောတစ်ခုမှာကျွန်တော်တို့ CDF မရာတွေကနေရာယူထားတယ်ဆိုတော့သူတို့ဖက်ကနဲ့ CDF မရာကမရှိတော့ဘူးเนาะမရှိတော့ဘူးဟိုအေနဲ့ပူပေါပြီးတော့သူတို့ကိုတွတ်တိုက်လိုက်လို့ရှိရင်တော့သူတို့ကနောက်ကြံတဲ့ဒီလက်နဲ့ကင်တွေကတော့နောက်ဆုတ်သွားမှာပဲလို့သူတို့ကပြောတယ်ကျွန်တော်အဲ့ဒီကိစ္စမှာအမြဲတမ်းဟိုပြောခဲ့တာလည်းရှိတယ်ကျွန်တော်တို့ကဒီမရာနေမီမှာကျွန်တော်တို့မရာနေမီကတခုတည်းပဲရှိတယ်ကျွန်တော်မရာလူမျိုးကတခုတည်းပဲရှိတယ်ပြီးတော့ကျွန်တော်တို့ကလည်းဒီမရာအတွက်ဒီတိုက်ပွဲဝင်ရင်းနဲ့တော့အလုပ်လုပ်နေတဲ့အဖွဲ့ CDF မရာဆိုပြီးတော့ဒီချင်းလဲကောင်စီမှာကျွန်တော်တို့အဖွဲ့ဝင်ရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီသူတို့ကနေပြီးတော့လာတိုက်လို့ရှိရင်ကျွန်တော်တို့နောက်ဆုတ်မလားမဆုတ်ပါဘူးကျွန်တော်တို့ကဒီနေမီတစ်ခုတည်းပဲရှိတာကိုကျွန်တော်တို့မရာနေမီမှာမနေဘူးဆိုရင်ဘယ်မှာနေမလဲကျွန်တော်နေရှာမရှိဘူးเนาะအဲ့ဒါကြောင့်ပြောချင်တာကလူအီအားကဘလောက်ပဲလာလက်နဲ့ခရကဘလောက်ပဲလာပေါ့เนาะကျွန်တော်တို့နေမီကတစ်ခုတည်းပဲကျွန်တော်တို့ပိုင်တယ်ကျွန်တော်တို့ပိုင်တဲ့မီကနေပြီးတော့ဒီမရာနေမီကနေပြီးတော့ကျွန်တော်တို့ဘယ်ကိုမှထွက်မှာမဟုတ်ဘူးသူတို့ကနေပြီးတော့ဟိုကအကိုလို့တတ်မယ်ပြီးတော့ဖြတ်မယ်ပြစ်ခတ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကတိမ်ရုံပဲတိမ်မှာပေါ့မနိုင်ဘူးဆိုတော့တိမ်မှာပေါ့ဒါမဲ့ကျွန်တော်တို့တတ်နိုင်တဲ့လောက်ကတော့ဒီမရာနေမီကနေမစုတ်တော့ပဲနဲ့နော်တတ်နိုင်တဲ့လောက်ကျွန်တော်တို့ခုခါသွားမှာပဲလို့ကျွန်တော်ဒီကိစ္စမှာနော်အဲ့ဒါပဲကျွန်တော်ကပြောချင်တယ်ဒါနဲ့သူတို့ကအမြဲတမ်းပြောတာတော့တွတ်တိုက်မယ်ဒီနဲ့ဒီ CDF မရာဌာနချုပ်ဒီစော်မိတ်တောင်ကိုတက်မယ်ပေါ့နော်အမြဲတမ်းပြောတယ်ကျွန်တော်တို့ကလည်းခုနပြောသလိုဤအကိုကျွန်တော်တို့မကြည့်ဘူးဤအကိုမကြည့်ဘူးကျွန်တော်တို့ကဒီမရာနေမီကတခုတည်းပဲရှိတယ်ကျွန်တော်တို့ကလည်းမရာလူမျိုးပဲကျွန်တော်တို့မရာနေမီမှာမရှိဘူးမနေဘူးဆိုရင်ဘယ်မှာနေမလဲကျွန်တော်တို့လုပ်တဲ့ဟာလည်းအဓိကဒီမရာပီတူအတွက်နော်အဲ့ဒါကျွန်တော်တို့ကလုံရင်းနဲ့ကျွန်တော်တို့ထွေးတွေးနော်ကိုလေးဧကအဲ့ဒါကြီးကျွန်တော်တို့ပိတ်စားနေတာအဲ့ဒါကြောင့်ဘယ်ကိုမှမသွားဘူးလို့နော်လာတိုက်လို့ရှိရင်လည်းဒီတိုင်းပဲကျွန်တော်တို့တတ်နိုင်တယ်လို့ခုခံမယ်အဲ့လိုပဲကျွန်တော်ကပြောချင်တယ်ကပခတဲ့အဝန်ဖီလိုမီဦးမဲမတ်ချမရာရမကိုရကပ်အနုံတီလောchú zai rong ada India rama nanzam timiti kha kaban halai dong zai za thlan se azaminan tamo na singpi mo timiti kha wa kaban halamo ဟုတ်ကဲ့အခုကျွန်တော်တို့ဒီရှိပေးရှောင်းဒီမီဇိုရမ်မှာနေတဲ့ဟိုဟာအခြေ140 50လောက်နော်ပတ်ဝန်းကျင်ရှိတယ်ဘာဖြစ်လို့နေရလိုက်လင်းပြည်မျိုးကိုပြန်မတွတာလဲဆိုတာကနော်ကျွန်တော်ဒီလိုပဲပြောချင်တယ်ပြန်မတွတာကအကြောင်းရှိတယ်ဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီAAနဲ့ပူပေါင်းပြီးတော့နော်ကျွန်တော်တို့လိုက်လေးပြည်မှာဒီအာနာစီဆာဆာနဲ့ပေါ့နော်ဒီပီတူတွေကိုဆက်စာတွေကလည်းဒီကနေတဲ့လူလည်းပီတီတွေလေအဲ့ဒါကိုဒီကနေပြီးတော့အကုန်လုံးတည်တယ်ပြီးတော့ဒီတယ်လီဖုန်းတို့စစ်ဆေးတာတို့ဘောနော်အုပ်ချွေးတွေဆိုလို့ရှိရင်တော့သူတို့အစီအဝေးလုပ်တဲ့မှတ်ချက်လုပ်တဲ့ဟာတွေအကုန်လုံးဒီစာအုပ်တွေကိုယူစစ်ဆေးဘောနော်ပြီးတော့သူတို့သူမေးတနာတွေကိုတိတ်စီဟိုဟာပိုက်ဆံနဲ့ရွေးခိုင်းနော်သူတို့ပြောတဲ့မြတ်ကိုမလွန်ဆာနိုင်အောင်သူတို့ကအမိတ်ထုတ်ထားတယ်မလို့မရဘူးအဲ့လိုမျိုးအမိတ်နဲ့ဆိုတော့ကျွန်တော်တို့ကဒီပီတူတွေကလည်းဟိုဒီလိုမျိုးအာနာရှိအမိတ်အောက်မှာပဲမနေချင်တော့တာနော်မနေချင်တော့လို့ကျွန်တော်တို့ကဒေါ်လာလေးလောက်တာအဲ့ဒါကြောင့်လဲတစ်ခုပါတယ်ပြီးတော့နောက်တစ်ခုက
ဒီကျွန်တော်တို့ MTC MDF ကရခိုင်ကိုမဟာမိတ်လုပ်ပြီးတော့အစောနာသူတို့ policy ကပြောပြီးပြီမဟာမိတ်လုပ်ပြီးတော့ကျွန်တော်တို့ဒီမရာနယ်မိန်လိုင်လေးပြည်မှာနော်သူတို့နဲ့အတူနေတာအဲ့အကိုဒီဖက်ကနေတွားကြည့်တော့တနေ့နေ့ကြာရင်သူတို့ policy ကတနေ့နေ့ကြာရင်ဟိုဟာဒီချင်းအမျိုးသားမတော်နဲ့ဒီရခိုင်နဲ့ MDF ကိုပြစ်ခတ်မှုရှိကိုရှိမယ်သူတို့ကနောက်မဆုတ်ဘူးဆိုလို့ရှိရင်တော့နော်ပြစ်ခတ်မှုတွေပတ်တိုက်မှုတွေရှိမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကလည်းဒီလိုင်လေးပြည်မြို့မှာသူတို့နေတယ်ရခိုင်လည်းနေတယ်ဆိုတော့ကျွန်တော်တို့ကဟိုဟာတွားကိုရွာကိုပြန်လဲဟိုဟာခက်ခဲမှုတွေအများကြီးဒီထက်ပိုပြီးတော့ကြုံရမယ်ဆိုတာသူတို့ကလည်းသိတယ်ပြီးတော့သူတို့ policy အစွမ်းနာပြောတယ်လို့ရခိုင်နဲ့ပူးပေါင်းပြီးတော့ဒီလိုမျိုးစီရေးနိုင်ငံရေးလို့တာလုံးဝကိုဟိုမထောက်ခါဘူးမထောက်ခါတဲ့အတွက်ကြောင့်အခုလိုဒီမရာနေမေမှာစစ်ကောင်စီတည်စီတဲ့နောက်ပိုင်းမှာပြန်မတွားချင်တာအဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာကဒီမှာနေတာကတော့ခက်ခဲတာတော့ရှိတာပေါ့နော်ဒီကြမ်းမာရေးပြီးတော့ကြမ်းမာရေးကအစဒီစနာရိခါပေါ့နော်ဒီနေရထိုင်ရတာလဲတော်တော်လေးကိုဟိုခက်ခဲတာတော့ရှိတယ်ရှိခဲ့တော်လဲနေရကိုပြပြီးတော့သူတို့လက်အောက်မှာအာနာရှိရဲ့လက်အောက်မှာနေဖို့ကအခုနပြောသလိုကျွန်တော်တို့ပြည်သူတွေကမလိုလားတော့ဘူးမလိုချင်တော့ဘူးအာနာရှိကိုမကြိုက်တော့ဘူးအဲ့ဒါကြောင့်မပြချင်တာသူတို့လုတ်ပုံလုံးလေးသူတို့အမိတ်ထုတ်တာတို့တော့ဒါအများကြီးပဲအဲ့ဒါကြောင့်ကိုမတွက်ချင်တော့တာလို့တော့သူတို့ဒီဥပမာပြောလို့ရှိရင်ရခိုင်တွေကဒီသူတို့ရခိုင်ပြည်နယ်ကိုတွားလို့ရှိရင်တော့ကျွန်တော်တို့ကလည်းဒီကပြည်သူတွေကလည်းတွားမှာပဲနော်သူတို့မတွားမချင်းကတော့သူတို့ရခိုင်ပြည်ကိုမတွားမချင်းကတော့ဒီကရှိသေးရှောင်းနေကျွန်တော်လည်းလေးပြည်ရွာသားတွေပေါ့နော်140 50ပေါ်ကြီးလောက်ရှိတဲ့ကျွန်တော်တို့လည်းလေးပြည်သူပြည်သားတွေကဘယ်တော့မှတွားမှာမဟုတ်ဘူးသူတို့အကြောင်းအကုန်လုံးဒီကနေတိပိတာဆိုတော့နော်အဲ့ဒါကြောင့်ပဲမတွားချင်တာလို့နော်အဲ့လိုပဲပြောချင်တယ်ဟေပကတဲ့ကဖြစ်မြေအောင်ဇိုင်ဒါကဟလိုက်တီစီအချွန်တိုင်လန်ပီဟေစီစီရကပ်နေအန်လာမစ်ခနစေယူစခနစီတီကအတူဟေ MTC MDF နေလလန်ပီယာအန်ရူမေကမ္မာ CDF နေin le lokan nei mi thudan te po sambokan tarmi po bel am phoidi chu ha petla in ma kaun chu ka halla e chun huwa hai le ya te kamma ni kan la cha mi SCC khan si cha hai le te la thanding ke ting to na rona na ngai mi umo ti mi te ka kaman halai mo okay ဒီလိုင်လေးပြည်မြို့ကတကယ်ပဲကျွန်တော်တို့ဒီ CC အဖွဲ့ဝင်စီနဲ့ဥဆောင်ပြီးတော့နိုဝင်ဘာလလောက်မှာကျွန်တော်တို့အပြစ်ဒဏ်သိပ်ပိုင်းနိုင်ခဲ့တာဖြစ်တယ်။အဲ့ဒါကိုဒီချင်းပြည်နယ်တပီလုံးနဲ့ဒီအာဏာရှင်ထုတ်ချိုင်းနဲ့ Federal Democracy ရရှိရဲ့အတွက်ကျွန်တော်တို့ချွေတွေးကိုလေးကပိတ်ဆပြီးတော့နော်အသက်နဲ့ရေးပြီးတော့ကျွန်တော်တို့သိရတာဖြစ်တယ်ဒီလိုင်လေးပြည်စခတ်ကိုနော်အဲ့ဒါတော့ရှင်းရှင်းပဲကျွန်တော်လက်ရဒီအခုလိုက်လေးပြီးမှသူတို့နေတဲ့နေရာမှာကျွန်တော်တို့လက်ရပဲအဲ့ဒါကတော့တကယ်တက်တယ်ရှိတယ်ဘလို့မှလီလို့မရဘူးပေါ့နော်အဲ့လိုကျွန်တော်ပြောချင်တယ်ပြီးတော့ဒီကျွန်တော်တို့ဒီ CC အဖွဲ့ရဲ့နော်ဒီလိုင်းလေးပြီးကိုထိပ်ပိုက်တဲ့နေရာဆိုတော့ပြယူမလားပေါ့နော်ပြသိမ့်မလားပေါ့နော်အဲ့ဒါကတော့ဒီကိစ္စကတော့ဟိုဟာကျွန်တော်ပြောချင်တာကသူတို့ကတာနော်အလိုက်တီးတီးနဲ့နောက်ဆုတ်ပေးလိုက်လို့ရှိရင်ပြခမှုတော့ရှိမှာမဟုတ်ဘူးလို့တော့အဲ့လိုပဲကျွန်တော်ပြောချင်တယ်ဒါမဲ့သူတို့ကဒီAAနဲ့ပူပေါင်းလာတဲ့အခါကျတော့နောက်တစ်ဖက်ကပြောမယ်ဆိုလို့ရှိရင်ဒါကကျွန်တော်တို့အရေးတစ်ခုတည်းမဟုတ်တော့ပဲနဲ့ဒီချင်းပင်ချင်းလဲအစိုးရရဲ့တာဝန်လို့ပဲကျွန်တော်ကပို့ပြီးတော့မြင်တယ်ပြီးတော့ဒီကိစ္စမှာဒီချင်းပြည်အစိုးရကနေပြီးတော့ဒီလိုင်းလေးပြည်ကိုပြတ်သိမ့်မလားပြယူမလားပေါ့နော်အဲ့ဒါတော့သူတို့လူကြီးတွေရဲ့အစီအစဉ်တိုက်ပဲ
သွားမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့အနေနဲ့တော့အခုနကျွန်တော်တို့ကပြောပြီးဒီမရာနယ်တနယ်လို့ကိုသူတို့ကထိတ်ချုပ်ဖို့နော်စီးရေးအရာသူတို့ကပြင်ဆင်ထားတာရှိတယ်ဘာပဲဖြစ်ဖြစ်ဒီကျွန်တော်တို့လဲမရာဆိုတော့လေဒီမရာနေမီကနေတွေ့တော့မှမထွက်ဘူးလို့ပဲနော်အဲ့လိုပဲပြောချင်တယ်ပြီးတော့ဒီလိုင်လေးပြည်မြို့ကိုကျွန်တော်တို့ဒီနိုဝင်ဘာလလောက်မှာကျွန်တော်တို့တိတ်ပိုက်လိုက်နိုင်တယ်ပြီးတော့ဒီကပူပူထောင်းကလည်းကျွန်တော်တို့ကိုမှားထားတယ်ဒီလိုင်လေးပြည်မြို့ကိုကျွန်တော်တို့အတူတကွတိတ်ပိုက်ပြီးဆိုတော့ဒီခင်ဗျားတို့ CDF မရာတွေကလည်းဒီလိုင်လေးပြည်မရာနေမှာစစ်ကောင်ရှိမရှိတော့ဘူးဆိုပြီးမှတော့အဲ့လိုမျိုးသဘောမထားပါနဲ့ကျွန်တော်တို့ချင်းပြည်တပီလုံးဒီအာနာစီမောက်ထုတ်ရေးပြည်စီနိုင်ရေးပေါ့နော်အဲ့အလို့ကိုကျွန်တော်တို့မှာတာဝန်ရှိတယ်ဒီချင်းပြည်နယ်ကိုမကဘူးဒီအာနာစီဖြုတ်ချရေး Federal Democracy ရရှိအတွက်တော့ဒီမြန်မာပြည်တပီလုံးကိုကျွန်တော်တို့လွတ်မြောက်နိုင်မှတိတ်ပိုက်နိုင်မှကျွန်တော်တို့ကလည်းညှိချမယ်ဆိုရင်မှသူကကပူပူထောင်းကလည်းကျွန်တော်တို့ကိုမှာထားတယ်ပြီးတော့ကျွန်တော်တို့ဒီကောင်စီဒီကိုလည်းကပူပူထောင်းကမှာထားတယ်ပါမှာထားတယ်လဲဆိုလို့ရှိနေကဲလိုင်းလေးပြည်ကတော့အခုလိုဖျားတခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ကတိတ်နိုင်ပြီဒါကျေးဇူးတော်ကြောင့်ပဲဘာပဲဖြစ်ဖြစ်ဒီကြမိုင်ပညာရေးပေါ့နော်အဆက်ဆက်ပေါ့အဲ့ဒီမှာဒီလိုင်းလေးပြည်သူလူထုတွေနဲ့ပူးပေါင်းပြီးတော့လိုအားတဲ့မှတမျှကိုပြည်သူနဲ့ပူးပေါင်းပြီးတော့လုပ်ကြပါဒါမိတို့တာဝန်ပဲဆိုရင်မှကျွန်တော်တို့မှာတာဝန်အကုန်လုံးရှိတယ်ပြီးတော့တိတ်ပြီးတာနဲ့ဒီ CNA ကပြန်တော့ပြီလေလိုင်းလေးပြည်မှာမရှိတော့ဘူးကျွန်တော်မရာနေမေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပြည်သူနဲ့ကျွန်တော်မရာလဲကောင်စီဒီပဲဒီလိုအားတဲ့ဟာတွေကိုအကုန်လုံးကတော့ပြည်သူနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်ရမှာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ခုနမိခုမေးရဲ့နေရာမှာပြောချင်တာတခုကဘာပဲဖြစ်ဖြစ်တနေ့ကြရင်ဒီကျွန်တော်တို့ချွေးနဲ့တွေးနဲ့ကိုလေးဤကာနော်အတက်နဲ့ရင်းပြီးတော့တိတ်ပိုက်ထားတဲ့နေမေကိုတော့လက်မလွတ်တော့ပါဘူးလို့နော်လက်မလွတ်ပါဘူးလို့ကျွန်တော်ပြောချင်တယ်ပြီးတော့အဲ့ဒီလိုကျွန်တော်တို့အတက်နဲ့ရင်းပြီးတော့တိတ်ပိုက်တဲ့ဥစ္စာကိုသူတို့ကလွယ်နဲ့နော်ကျွန်တော်တို့မရာလက်ကောင်စီကိုဖွင့်ထားတဲ့ဥစ္စာကိုဧပြီလ9ရက်နေ့မှာသူတို့ကဒီ9နိုင်နဲ့3နိုင်အကြမှာဝဲတကောင်တပြီးတော့နော်ကျွန်တော်တို့ဒီချင်းအလားပြီးတော့ဒီကျွန်တော်တို့မရာလက်အလားထူထောက်ထားတဲ့ကျွန်တော်တို့ကောင်စီရုပ်ကို9နိုင်နဲ့3နိုင်ကြမှာသူတို့ကဝဲတကောင်တပြီးတော့အကုန်လုံးကိုပြက်စီတယ်ကျွန်တော်တို့အလားတွေကိုချုပ်ပလိုက်တယ်အဲ့ဒါကိုလည်းကျွန်တော်တို့စိတ်ထဲမှာနော်ကျွန်တော်တို့စိတ်ထဲမှာမမေ့ဘူးနော်ဘာကြောက်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အသက်နဲ့ရှင်းပြီးတော့အဲ့ဒီစခါကိုတိတ်နိုင်ချစ်ဖြစ်တယ်ကျေးဇူးတော်ကြောင့်နော်ဒါနဲ့သူတို့ပြောတာကကျွန်တော်တို့တိတ်ဖို့ view ဟာလှုပ်ထားတဲ့ဟာကိုသူတို့ကလာပြီးတော့တိတ်လိုက်တယ်တဲ့ဒါကတော့သူတို့ကလည်းလှုပ်ထားတာပြည်စီထားတာတော့ရှိမှာပေါ့ပြောချင်တာကဖျားတခင်ကကျွန်တော်တို့ကိုနော်တိတ်နိုင်ခွင့်အခွင့်ပေးတာအဲ့ဒါကြောင့်ပဲကျွန်တော်တို့ကအစပိတ်တာပေါ့နော်အဲ့လိုကျွန်တော်မြင်တယ်အဲ့ဒါကြောင့်ဘာပဲဖြစ်ဖြစ်ဒီမရာလဲကောင်စီယုံကျွန်တော်တို့ဖွင့်ထားတယ်ပြီးတော့အလားတွေအကုန်လုံးထူထောင်ထားတယ်ကျွန်တော်ဒီတူပီတာတွေနဲ့နော်ဟိုပွဲတွေနှောင်းတွေတပြီးတော့နော်ကျွန်တော်တို့ဒီရုပ်ကိုကျွန်တော်တို့လှုပ်ထားတဲ့ဟာကိုဖွင့်ထားတဲ့ဟာကိုဒီလိုလွယ်နဲ့ဝဲတကောင်လောက်တပြီးတော့တနိုင်2နိုင်ကြားတဲ့မှာဒီလိုမျိုးသူတို့အလားတွေထောင်ပြီးတော့เนาะကျွန်တော်တို့ဥစ္စာကိုပျက်စီးတာတော့ကျွန်တော်တို့ဘယ်တော့အခါမှတိခါလို့လည်းမရဘူးမေးလည်းမမေးဘူးလို့တော့အဲ့လိုကျွန်တော်ပြောချင်တယ်